bite တွေအောင်ပြီးညဘက်တွေမှာအိတ်မရတာစားစားပြီးရင်ပူလာတာတွေကအစာရင်ရောင်တဲ့လက္ခဏာတွေဖြစ်ပါတယ်ဆိုစာရင်ရောင်တဲ့လက္ခဏာတွေကပေါ့ပေါ့တန်တန်သဘောထားမယ်ဆိုရင်ရရှိမှာနာလာရှိစာရင်ယောဂါတွေအစာရင်ကင်ဆာတွေဖြစ်လာနိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့မိမိကအစာရင်ယောဂါတွေကိုခံစားနေရပြီဆိုရင်တက်တာအောင်အိမ်မှာဘာတွေလုပ်လို့ရလဲပြီးတော့ဘယ်ဆေးတွေကိုတက်ကောင်းလဲဆိုတော့ဥမျှပြီးတော့မှာပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါကောင်းတဲ့စီကနေစီတဲ့ page ကနေအားလုံးပြန်လည်ချစ်ဆိုလိုက်ပါတယ်တော့ကျွန်တော် help blog မှာ follow များအားလုံးလည်းမင်္ဂလာပါကျွန်တော်အရှိဗီဒီယိုမှာဒါအစာရင်ယောဂဖြစ်တဲ့လက္ခဏာရှင်းမျိုးကိုကျွန်တော်ပြပြပေးထားပါတယ်တကယ်လို့များမိမိကဒီယောဂလက္ခဏာရှင်းမျိုးကိုခံစားနေရပြီဆိုရင်ဘောဘောဆဆသဘောမထားဘဲနဲ့တက်တောင်လုပ်လို့ရတဲ့ဟာလေးကျွန်တော်ပြပြပေးတော့ပါမယ်မိမိကအစာရင်နာယောဂကိုခံစားနေရတယ်တက်တောင်လုပ်ဖို့တော့အပိုင်းတစ်ပိုင်းရှိပါတယ်နောက်တစ်ပိုင်းကတော့ဒီယောဂရဲ့စစ်မြစ်ကိုရှာဖွေပြီးတော့မှလူနေမှုပုံစံပြောင်းလဲခြင်းဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ဒါကျွန်တော်တို့တောက်နေတဲ့ဘယ်ဆေးတွေတောက်ကမလဲဒါမျိုးလေးတွေဖြစ်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့အစာရင်ကြောင်းလာပြီဆိုတော့ဘာလို့အစာရင်ကြောင်းလာလဲဆိုတော့ရှာဖွေဖို့လိုပါတယ်အများစုကတချို့တွေကတော့အစာရင်ပိုးပေါ့နော် H pylori လို့ခေါ်တဲ့ယောဂအကြောင်းမလို့အစာရင်နားတဲ့ဝေဒနာကိုခံစားနေရဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ H pylori ဆိုတဲ့ပိုးကို urea product လို့ခေါ်တဲ့လေမှုတ်ပြီးစစ်တာမျိုးတွေတောင်ဝင်ထဲမှာစစ်တာမျိုးတွေဒါမျိုးတွေကိုပြုလုပ်ပြီးတော့ရှာဖွေလို့ရပါတယ်ဒုတိယတစ်ခုကတော့ရှောင်ကျဉ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကြိုက်ခဲပျောက်ဆေးတွေပြီးတော့အပူအဆက်တွေအကြော်တွေအချင်းတွေအစားရှိတဲ့အစားအစာတွေကိုယောဂဖြစ်နေစဉ်ကာလမှာရှောင်ကျဉ်ပေးရမှာဖြစ်ပါတယ်နောက်တော့အစားအသောက်ကိုပေါ့အစားအစာကိုပါစားရမလဲပေါ့ဆိုတော့မိမိကအစာအိမ်ရှောင်နေစဉ်ကာလမှာဆိုရင်ကျွန်တော်တို့ဆံပြုတ်ပေါ့နော်ဆံပြုတ်လေးတွေစားလို့ရတယ်တဆွတ်ပြုတ်လေးတွေစားလို့ရတယ်စားမပါတဲ့အရှိလေးတွေပေါ့နော်စားခပ်ပေါ့ပေါ့နော်စားခပ်ပေါ့အရှိတွေကိုကျွန်တော်တို့တောက်သုံးပြီးလို့ရပါတယ်နောက်တစ်ခုကအစားတောက်တဲ့ပုံစံဖြစ်ပါတယ်ပုံမှန်လူတွေကတစ်နေ့ကို3ချိန်အစားစားရဆိုပေမဲ့အစာအိမ်ရှောင်တဲ့လူတွေကတော့တစ်နေ့ကိုအစား3နဲ့စားရမျိုးထက်စားရင်ကျွန်တော်နည်းခဏပေါ့နော်5ချိန်6ချိန်ခွဲစားပေးခြင်းကမိမိအစာအိမ်ဝေဒနာကိုတက်တာလာစီဖြစ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ပါဆေးတွေတောက်ကြမယ်ဆိုတော့အဲ့မှာလည်းကျွန်တော်နှစ်မျိုးခွဲတာပဲတစ်မျိုးကတော့ကျွန်တော်တို့ဂျာဝူနာဝါရှိမဲ့ဆေးတွေဖြစ်ပါတယ်ဒါကတော့ PPI လို့ခေါ်တဲ့ omeprazole တွေ pantoprazole တွေ lansoprazole အစရှိတဲ့ဆေးတွေကိုတောက်သုံးပေးခြင်းအပြင်သူကဒီအစာရင်ထဲမှာ acid ထွက်နှုန်းကိုသူက short ချပေးတာဖြစ်ပါတယ်သူကတော့ဒီနေ့ကို2ချိန်အစာမစားခင်တောက်သုံးပေးရတာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ antacid လို့ခေါ်တဲ့စာရင်ထဲမှာရှိတဲ့ acid တွေကိုတက်ပြည့်စေတဲ့ဆေးမျိုးဖြစ်ပါတယ်ကျွန်တော်တို့ဂျာဝူနာဝါဖြစ်တဲ့ဆေးတွေပဲဖြစ်တဲ့ကျွန်တော်ဂျာဘူးနောက်ရှိပြီးသားဆေးတွေပဲဖြစ်တဲ့တိုင်ချင်းလိုဟာမျိုးတွေ creamy S လိုဟာမျိုးတွေအရှိဆိုရင်လည်းကျွန်တော်တို့Newlanta လိုအထုပ်တွေ Varogel လိုဟာမျိုးတွေဒါမျိုးလေးတွေပြီးတော့ Antacid gel ဘူးဆိုတဲ့ဒါတော်တော်ကောင်းတဲ့ဆေးဖြစ်ပါတယ်ဒါမျိုးတွေကိုတောက်ပေးခြင်းအပြင်မိရဲ့အစာရင်ဝေဒနာကသက်သာတော့မှာဖြစ်ပါတယ်နံပါတ်3ထားမှာကဆေးတွေတောက်နေရတာနဲ့3ပတ်လောက်နေတော့မှ2ပတ်3ပတ်လောက်ဒီဆေးတောက်နေတယ်မိမိယောဂမသက်သာဘူးဆိုရင်မသက်သာဘူးပြီးတော့အန်တဲ့ခါမှာလဲကော်ဖီရောင်နေအန်တယ်သွေးတွေပါတယ်ဝမ်းသွားတဲ့အခါမျိုးမှာလဲအမဲရောင်တွေပါတယ်ဆိုတော့သက်ဆိုင်ရာစင်ရုံစေကန်နဲ့နီးစက်ရစင်ရုံစေကန်ကိုတွားပြီးတော့အများဆုံးပြသတင်ပါတယ်အချိန်မဆွဲတင်ပါဘူးဆိုတော့မိကအဆိုင်ယောဂဝေဒနာနဲ့ခံစားနေရတယ်တိုင်မင်ဆွေးနွေးခြင်းနဲ့ဆိုတော့ကျွန်တော်တို့ရဲ့ကောင်းတဲ့စေကန်လူကိုယ်တိုင်လာပြီးတော့မှတိုင်မင်ဆွေးနွေးလို့ရပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်သိချင်တဲ့မိကုံးလေးရှိတဲ့ထောက်စံအောက်က comment ဝင်ရောက်ရေးသားထားလို့ရပါတယ်ပြီးတော့ကျမနဲ့ပတ်သက်တဲ့မူစတာတွေကိုမြတ်ပေးနိုင်မှာကျွန်တော်တို့ရဲ့ဒါစေကန် page လေးကိုပဲ follow ထားဖို့အားလုံးတိုက်တွန်းလိုက်ပါတယ် YouTube မှာ viewer များလည်းကျွန်တော် channel လေး subscribe လုပ်ဖို့အားလုံးတိုက်တွန်းချင်ပါတယ်ဆိုတော့အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနောက် video မှာပြန်တွေ့တာ